မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းရာကတော့2026ခုနှစ်ဧပြီလပထမ10ရက်ပတ်အတွက်မိုးလေဝသနဲ့ဇလားဗေဒခန့်မှန်းချက်ကိုဖော်ပြပေးခြင်းပါတယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ဘင်္ဂလားပင်လယ်အရှေ့လယ်ပိုင်းမှာတိမ်နှင်းငယ်ဖြစ်ထွန်းနိုင်ပြီးတော့ကပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်းဖြစ်ထွန်းပါတယ်။မိုးရသွန်းမှုအခြေအနေကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်မှာရွာသွန်းမြတ်ထပ်ပိုနိုင်ပြီးတော့နေပြီးတော့ရောင်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရတိုင်းဒေသကြီးတင်းနိုင်တိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းမှာရွာသွန်းမြတ်အောင်ရွှေနေနိုင်ကမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာရွာသွန်းမြက်ခံမိုးထစ်ချုံရွာသွန်းပါမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းသတင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာတော့3ရက်ကနေ6ရက်ခန့်နေပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့1ရက်ကနေ2ရက်ခန့်မိုးထစ်ချုံရွာသွန်းပါမယ်။နေပူချိန်ကတော့သတင်းနိုင်တိုင်းဒေသကြီးမှာဧပြီလပြန်မြပူချိန်နဲ့1.5ဒီဂရီဆယ်စီယပ်နဲ့အထက်ပိုနိုင်ပြီးတော့နေပြီးတော့ရောင်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးဘိုးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့ဧပြီလပြန်မြပူချိန်ကန့်သာရှိနိုင်ပါတယ်မြစ်အခြေအနေကတော့အေရရီမြစ်ဟာမြစ်ကြီးနားမြို့ဗမော်မြို့ရွှေကူမြို့ကတားမြို့တပိတ်ကြီးမြို့မန်းလေးမြို့စကိုင်းမြို့တို့မှာတော့2ပေကနေ4ပေကမြင်းမမြို့ပခုတ်ကူမြို့ညောင်မြို့နဲ့6မြို့မှာတော့ပေဝက်ကနေ1ပေကလက်ရှိရမှတ်တွေထက်မြင့်တက်လာနိုင်ပြီးတော့မြေဘူးမျိုးမကွေးမျိုးအောင်လံမျိုးပြည်မျိုးစိတ်သားမျိုးဟင်္ဒရာမျိုးနဲ့ဇလုံးမှာတော့1ပေကနေ2ပေကလက်ရှိရမှတ်တွေအောက်ကျဆင်းလာနိုင်ပါတယ်။ချင်းလေးမြေကတော့ခန်းနီးမျိုးဟုံးလင်းမျိုးဖောင်းပြင်းမျိုးမော်လိုက်မျိုးနဲ့ကလေးဝါမျိုးမှာတော့1ပေကနေ2ပေကလက်ရှိရမှတ်တွေထက်မြင့်တက်လာနိုင်ပြီးတော့မင်းကင်းမျိုးကဏီမျိုးနဲ့မုံရမှာတော့ပေဝက်ခန်းစီလက်ရှိရမှတ်တွေအောက်ကျဆင်းပါမယ်။ဒုထရီမြေကတော့ရွှေစာရန်နဲ့မြင်းငယ်မှာတော့2ပေကန်းစီစစ်တောင်းမြေကတော့တောင်ငုံမှာ1ပေကန်းနဲ့မာရမျိုးမှာတော့3လက်မကန်းပဲခူးမြေကတော့ဇောင်းတူနဲ့ပဲခူးမှာပေဝက်ကနေ1ပေခွဲကန်းတန်လင်းမြေကတော့ဖက်အမှာ2ပေခွဲကန်းတောင်းရင်မြေကတော့များရီမှာပေဝက်ခန့်ငုံမြေကတော့ငတိုင်းချောင်းမျိုးသားပေါင်းနဲ့ပသိမ်မှာတော့ပေဝက်ကနေ1ပေခွဲကန်းတိုးမြေကတော့မအိုးပေမှာ1ပေခွဲကန်းနဲ့ဘီလင်းမြေကတော့ဘီလင်းမျိုးမှာ1ပေခွဲကလက်ရှိရမှတ်တွေထက်မြင့်တက်လာနိုင်ပြီးတော့မြစ်တာမြေကတော့ကလေးမျိုးမှာ3လက်မကန်ဒုထရီမြေကတော့တီဘောမျိုးမှာ3လက်မကန်နဲ့ရွှေကျင်မြေကတော့ရွှေကျင်မှာ3လက်မကန်လက်ရှိရမှတ်တွေအောက်ကျဆင်းပါမယ်ဆက်လက်ပြီးတော့ကမ္ဘာအပူဆုံးမြို့ကြီး15မြို့မှာမြန်မာနိုင်ငံကမြို့9မြို့ထိပါဝင်တဲ့အကြောင်းဖော်ပြပေးကြပါမယ်ကမ္ဘာအပူဆုံးမြို့ကြီး15မြို့မှာတော့မြန်မာနိုင်ငံကမြို့9မြို့ထိပါဝင်လာပြီးတော့ထိပ်ဆုံးကတော့မကွေးတိုင်းဒေသကြီးမင်းဘူးမြို့ကရက်တည်နေတဲ့အကြောင်းမိုးလေဝသအခြေအနေကိုထုတ်ပြန်ပေးနေတဲ့အေဒိုရာဒိုဝဲတာကဖော်ပြလာပါတယ်ဧပြီလ1ရက်မွန်းလယ်ပိုင်းမှာထုတ်ပြန်တဲ့စီးနေရတော့မကွေးတိုင်းဒေသကြီးမင်းဘူးမြို့မှာအပူချိန်ဟာ43ဒီဂရီစင်တီဂရိတ်နဲ့အဆင့်1နေရာမှာ၎င်းမကွေးမြို့မှာ41.8ဒီဂရီစင်တီဂရိတ်အဆင့်မှာအဆင့်3မှာ၎င်း6မြို့ကတော့41.4ဒီဂရီစင်တီဂရိတ်နဲ့အဆင့်4နေရာမှာ၎င်းတောင်မြို့မှာ41ဒီဂရီစင်တီဂရိတ်နဲ့အဆင့်5နေရာမှာ၎င်းအသီးသီးရပ်တည်နေတာပါအလားတူပဲပဲခူးတိုင်းဒေသကြီးပြည်မျိုးမှာတော့40.6ဒီဂရီစင်တီဂရိတ်နဲ့အဆင့်9မှာ၎င်းအေရရီတိုင်းဒေသကြီးဟင်္ဒရာမြို့ကရင်ပြည်နယ်ဖအံမြို့နဲ့မိထီလာမြို့တွေမှာတော့40ဒီဂရီစင်တီဂရိတ်နဲ့အဆင့်73 14နဲ့အဆင့်15အသီးသီးမှာ၎င်းရပ်တည်နေတာဖြစ်ပါတယ်။မတ်လလာကုန်ပိုင်းကစတင်လို့ကမ္ဘာအပူဆုံးမြို့တွေမှာမြန်မာနိုင်ငံကမြို့တွေပါဝင်လာပြီးတော့အရင်ကအပူဆုံးမျိုးတွေမှာအမြဲတမ်းနှီးပါဝင်နေတဲ့အာဖရိကတိုက်နိုင်ငံတွေနဲ့အိန္ဒိယနိုင်ငံမှာရှိတဲ့မျိုးတွေကိုကြော်ဖြတ်ပြီးတော့အပူဆုံးမျိုးတွေမှာထိပ်ဆုံးကိုရောက်ရှိလာတာဖြစ်ပါတယ်။ဧပြီလ1ရက်မွန်းလယ်ပိုင်းစီးနေအရတော့မြန်မာနိုင်ငံကမျိုးတွေအပါအဝင်တောင်အာဖရိကတိုက်နိုင်ငံကမျိုးတစ်မျိုးထိုင်းနိုင်ငံကမျိုးလေးမျိုးအိန္ဒိယနိုင်ငံကမျိုးလေးမျိုးအစားရှိတာတွေလည်းပါဝင်နေတာတွေ့ရပါတယ်ရှင်။ဆက်လက်ပြီးတော့တောင်ကြီးမျိုးကအမျိုးသမီးတအူ Happy Water လက်ဝဲတွေ့ရှိမှုနဲ့အောင်ပန်းမှာဖမ်းခံရတဲ့အကြောင်းဖော်ပြပေးပါမယ်။ကလောမျိုးနဲ့အောင်ပန်းမျိုးအနီလွယ်မောကြီးရွာမှာတောင်ကြီးမျိုးနဲ့မျိုးသမီးတအူကတော့ Happy Water လက်ဝဲတွေ့ရှိတာနဲ့အဖမ်းခံရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မတ်လ29ရက်မနက်ပိုင်းမှာပူပေါင်းအဖွဲ့ကတော့လွယ်မောကြီးရွာမှာရှိတဲ့ H2O KTB ရှေ့မှာစောင့်ဆိုင်နေစဉ်မှာအောင်ပန်းမျိုးအတွင်ဘက်ကနေလွယ်မောကြီးရွာဘက်ကိုမတင်ငါပွဲလမ်းလျှောက်လာသည့်အမျိုးသမီးကိုရက်တက်စစ်ဆေးရမှာတော့ Global King စာတန်းပါတဲ့ Happy Water စိတ်ပြောင်းစီပြအလေးချိန်5ဂရမ်ကပ်ပါထုတ်တထုပ်ကတ်တမဲလို့ယူဆရတဲ့အဖြူရောင်အမှုတထုပ်ကိုတွေ့ရှိလို့ဖမ်းဆီးခဲ့တာလို့သိရပါတယ်
ဒီမျိုးသမီးကတော့တောင်ကြီးမျိုးဆက်ဆက်ထွန်းရက်ကွက်နေထိုင်သူဖြစ်ပြီးတော့ Happy Water စိတ်ပြောင်းစီးပွားတွေကိုလက်ဝယ်ထားရှိတဲ့အတွက်အောင်မန်းနယ်မြေရဲစခန်းမှာမူးစိတ်ပုံမှ16ကကြီးနဲ့အမှုဖွင့်လှစ်ခံထားရကြောင်းလည်းသိရပါတယ်။ဆက်လက်ပြီးတော့လည်းပတ္တရားမှာမိန်းကလေး2ဦးကိုဟိုတယ်ကန်းနဲ့ဘီယာခေါ်တိုက်တဲ့ဖင်လန်နိုင်ငံသားဘတ်9000နဲ့ဘတ်9သိန်းတန်နဲ့ရိုလက်နာရီပါသွားတဲ့အကြောင်းဖော်ပြပေးကြပါမယ်။ထိုင်းနိုင်ငံကပတ္တရားဟိုတယ်တစ်ခုမှာတဲခိုနေထိုင်တဲ့အသက်30အရွယ်ဖင်လန်နိုင်ငံသားကနတ်ဆိုသူကတော့ဟိုတယ်ဘားဆိုင်မှာဘီယာတောက်ခဲ့ပြီးအဲ့ဒီဘာကဝန်ထမ်းမိန်းကလေး2ဦးကိုအခန်းထဲခေါ်ပြီးတော့ဘီယာဆက်တောက်ခဲ့ပြီးတဲ့နောက်အိယာနိုးလာစင်မှာငွေသားဘတ်9000နဲ့ဘတ်9သိန်းတန်ကြီးရှိတဲ့ရိုလက်နာရီပါသွားလို့ရမန်ဒေးမနက်မှာပတ္တရားရဲစခန်းကိုအမှုဖွင့်တိုင်ကြားခဲ့တာပါမတ်လ30ရက်နေ့ဒေသစံတော်ချိန်2နာရီမှာတော့၎င်းကအိယာကနိုးလာရမှာအခန်းတွင်ခေါ်တောက်တဲ့မိန်းကလေး2ဦးလည်းမတွေ့ခဲ့သလိုဘတ်ငွေသားနဲ့ရိုလက်နာရီပါမရှိတော့လို့ပတ္တရားရဲစခန်းကိုတွားရောက်တိုင်ကြားခဲ့တာဖြစ်ပါတယ်ဒီမိန်းကလေးငယ်တွေကိုအခန်းထဲခေါ်ပြီးတော့ဘီယာအတူတောင်းနေစဉ်ရုတ်တရက်ထူးထူးဆန်းဆန်းအိတ်ချင်လာရကနေအိပ်ပျော်သွားခဲ့ပြီးတော့နိုးလာစဉ်မှာငွေနဲ့နာရီပါသွားတာကိုသိရလို့ကတ်နက်ကရဲစခန်းမှာငိုယိုပြီးတော့တိုင်ကြားခဲ့တာဖြစ်ပါတယ်ဒီနောက်မှာတော့ရဲတပ်ဖွဲ့ကဟိုတယ် CCTV မှတ်တမ်းတွေလိုက်လံစစ်ဆေးကြည့်ပြီးတော့တရားခံတွေကိုဖော်ထုတ်ဖမ်းဆီးနိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ AR တိုင်းဟင်္ဒရာမှာတော့အပူချိန်40ဒီဂရီဆယ်စီယပ်နဲ့အမြင့်ဆုံးအပူချိန်ဖြစ်ပေါ်တဲ့အကြောင်းဖော်ပြပေးပါမယ်။နွေရာသီပုံမပူပြင်းလာရမှာတော့ AR တိုင်းဟင်္ဒရာမြို့မှာတော့မတ်လ30ရက်နေ့မှာအမြင့်ဆုံးအပူချိန်ဖြစ်နေ40ဒီဂရီဆယ်စီယပ်ဖြစ်ပေါ်နေတဲ့အကြောင်းစစ်ကော်မရှင်ကမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ဒီရက်ပိုင်းမှာတော့ဟင်္ဒရာမြို့ရဲ့အမြင့်ဆုံးအပူချိန်မြင့်တက်ရမှာမတ်လ30ရက်မှာ40ဒီဂရီဆယ်စီယပ်မတ်လ29ရက်မှာ39ဒီဂရီဆယ်စီယပ်မတ်လ28ရက်မှာ38ဒီဂရီဆယ်စီယပ်နဲ့မတ်လ29မှာတော့38ဒီဂရီဆယ်စီယပ်နဲ့တဖြည်းဖြည်းအပူချိန်ဟာ1ဒီဂရီဆယ်စီယပ်စီမြင့်တက်လာတာဖြစ်တဲ့အကြောင်းမိုးစလာရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။လာမယ့်ဧပြီလမှာတော့ AR တိုင်းဒေသကြီးမှာရှိတဲ့မြို့တွေမှာဧပြီလပြန်မြအပူချိန်ထက်1.5ဒီဂရီဆယ်စီယပ်ပိုပူလာမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ်ဟင်္ဒရာမြို့ဧပြီလရဲ့ပြမြအမြင့်ဆုံးအပူချိန်ကတော့39ဒီဂရီဆယ်စီယပ်ရှိတဲ့အကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံကသိရပါတယ်ရှင်။ဆက်လက်ပြီးတော့နေအပူချိန်တွေမြင့်တက်လာပြီးတဲ့နောက်လေးထု6သွေးလာရင်တော့ကျန်းမာရေးဆိုင်ရာသတိထားရမယ့်အချက်တွေကိုဖော်ပြပေးပါမယ်။ရေတက်လျော်နေတာအပူလွန်ခဲ့တာအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေခရမ်းလွန်ရောက်ကြီးအညွှန်းကိန်းမြင့်တက်တာနဲ့မျက်စိအရည်ပြားထိခိုက်တာတွေကိုသတိထားရပါမယ်။စိုက်ပျိုးရေးလုပ်ငန်းတွေအတွက်သတိထားရမယ့်အချက်မှာတော့မြေစီလွာဆိုတိုင်းစာရောကြလာတာအပင်ရင်ငွေးပြန်တော့မြင်မာလာတာပိုးမွားကြရောက်မှုတိုးမြင့်လာနိုင်တာတွေကြောင့်စိုက်ပျိုးသီးနှံဆုံးရှုံးတာအထွက်နှုန်းယွန်နေတာတွေကနေကာကွယ်ဖို့သက်ဆိုင်ရာစိုက်ပျိုးရေးပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးဆောင်ရွက်တဲ့နယ်လို့လည်းဆိုပါရယ်ဆက်လက်ပြီးတော့လည်းနှွေးကာလဖြစ်တဲ့ဧပြီနဲ့မေလတဲ့အတွင်းမှာနေပူချိန်တွေမြင့်တက်ရာကနေမိုးတိမ်တောင်တွေဖြစ်ပေါ်ပြီးတော့မိုင်40ကနေမိုင်50အထိလေပြင်းတွေတိုက်ခတ်နိုင်တဲ့အကြောင်းဖော်ပြပေးပါမယ်။နွေကာလဖြစ်တဲ့ဧပြီနဲ့မေလတဲ့အတွင်းမှာနေပူချိန်တွေမြင့်တက်ရာကနေမိုးတိမ်တောင်ဖြစ်ပေါ်ပြီးတော့တနအီကိုမိုင်40ကနေ50အထိလေပြင်းတွေတိုက်ခတ်နိုင်တဲ့အကြောင်းမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။နွေကာလမှာဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံရဲမှာနွေကာလဖြစ်တဲ့ဧပြီနဲ့မေလတဲ့အတွင်းမှာနေပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရာကနေအပူပြန်တက်တိမ်တွေဖြစ်ထွန်းပြီးတော့မွန်းလွယ်ညနေပိုင်းချိန်တွေမှာမိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီးတော့အဆိုပါမိုးတိမ်တောင်ရွေးရှားရနေရတခြားမှာတော့လေပြင်းတွေတိုက်ခတ်တာလေပြင်းနဲ့အတူတူထစ်ချုံမိုးတွေမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကြွေတာနဲ့နေရာကွက်ပြီးမိုးထစ်ချုံကျွမ်းနိုင်တာတွေစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တဲ့အကြောင်းလေပြင်းတိုက်ခတ်စဉ်မှာမြေပြင်ရေပြင်လေပြင်းဟာတနအီကိုမိုင်40ကနေမိုင်50အထိတိုက်ခတ်နိုင်ကြောင်းလည်းသိရပါတယ်